လာပါရှင်ဟန်ဒီတို့သမီးစစ်စစ်ကနာတင်လိုက်ရဲ့အတိမတ်စစ် program ကိုတော့ကြိုဆိုလိုက်ပါရရှင်ဟန်ဒီခုရောက်ရှိနေတာကတော့မက်ကြီးစစ်ဘုံမြထွန်းတာဝါနေနေထက်ဘုံမြထွန်းလန်ကိုတထာမျိုးနယ်မှာဖွင့်လှစ်ထားတဲ့ Artistic Space Art Gallery မှာကျင်းပပြုလုပ်တဲ့2026 Art Fee ဆိုတဲ့ပကြီးပြပွဲလေးကိုရောက်ရှိနေရတော့ဖြစ်ပါတယ်ရှင်ကျင်းပပြုလုပ်တဲ့ပကြီးပြပွဲလေးမှာမဲပကြီးစရာတွေပါဝင်တယ်နောက်ဘလို့အမှုပညာတွေကိုခန်းစားရမလဲဆိုတာဟန်ဒီနဲ့ဒီလိုလိုက်ပြီးကြည့်ရှုပြပါအောင်နော်ဒီနေ့ပြပွဲလေးမှာပါဝင်ပြီးတော့ပြသသွားတဲ့ဆရာဖူဂျီကိုပေါင်းနဲ့လည်းတွေ့ဆုံပြီးတော့မေးမြန်းဖြစ်ခဲ့ပါတယ်ရှင်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ဆရာဒီနေ့ပြုလုပ်တဲ့ပွဲလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးပါအောင်နော်ဟုတ်ပါဘူးတန်ငယ်ချင်းတယောက်ကပကြီးပြပွဲလေးလုပ်ချင်တယ်ပေါ့ကြော်မင်းထုပေါ့ဒီပွဲစီစဉ်တဲ့လူအဲ့နဲ့ကိုပါမလားအေးပါမယ်ဆိုပြီးတော့လုပ်ဖြစ်သွားတာဟုတ်ကဲ့ရှင်ဟုတ်အားလုံးဘယ်နှစ်ယောက်လဲဆိုတော့9ယောက်လုပ်တာ2ယောက်ကဟိုမပါဖြစ်ဘူးသူတို့ကိစ္စဝိစာကို9ယောက်အားလုံး9ယောက်9ယောက်မှာကြော်မင်းထုပါမယ်ဥစောပါမယ်ဆရာကြော်မင်းထုကကြတော့စီစဉ်တူပေါ့နော်ဟုတ်ဥစောပါမယ်ကိုကြည်ဦးပါမယ်ဟိုအကောမိုးပါမယ်ကိုမူရာပါမယ်နောက်အကိုပါမယ်ဖူဂျီကိုပေါ့နောက်မင်းကလေးတယောက်ပါမယ်ကြော့ကြော့ခိုင်းဆိုတာဆရာမကြော့ကြော့9ယောက်ပေါ့9ယောက်ပွဲပေါ့ဟုတ်ကဲ့ရှင်ဟုတ်